တဲ့ကောင်ရှမ်းမှာလမ်းမီတွေရဲ့လေးရောင်ကားလွှဲရင်ကားရီလူတွေကင်းရှင်းပြီးတိတ်ဆိတ်လို့နေပါတယ်အကိုလေးဟာရွှေရှင်းတဲ့အစားတော့ delivery လုပ်သားတယောက်ပါပူပင်းလုံးနဲ့တနေ့တာအတွင်းမှာယူထားတဲ့ order တွေပြီးလို့အလုပ်သိမ်းပြီးအိမ်ပြန်ဖို့ပြင်နေတော့မှဖုန်းထဲကို order တစ်ခုဝင်လာခဲ့ပါတယ်အချိန်ကည10:00နာရီကျော်ပြီးဒီအချိန်ကြီးဘယ်သူကမှလဲလို့တွေးမိပေမဲ့အလုံးလိုအပ်နေတဲ့အကိုလေးဟာအဲ့ဒီ order ကိုလက်ခံလိုက်မိပါတယ်မာရိုတဲ့လိပ်စာကတော့အင်းစိန်မြို့စုံမှာရှိတဲ့လူသူမရှိသလောက်6ခန့်နေတဲ့ရွှေမင်းဝင်အိမ်ကြီးပါပဲအချင်းနဲ့နောက်ကျနေရမို့ကိုလေးတယောက်ပါဆယ်တို့ကိုအမြန်ယူပြီးတော့အိမ်ကြီးစီတို့ဥတီသွားခဲ့ပြီးရောက်တဲ့အခါမှာတော့ဆိုင်ကြီးရဲ့အပြင်ပန်းကတင်ကြောက်စရာကောင်းလောက်အောင်ရှေ့ဆန်ပြီးနေရနီကောင်လေးအကွင်းညောင်ကိုတွေ့လိုက်ရတယ်အကိုလေးဟာဆိုင်ကိုအိမ်ရှိမှရက်လိုက်ပြီးအိမ်ရှိတကားကြီးကိုခေါက်လိုက်တဲ့အခါတကားကခဏနေတော့အတန်ကျဲနဲ့ပွင့်လာခဲ့အဲ့ဒီချိန်မှာပဲအိမ်ရဲ့အမောင်တို့တွေကနေနူးညံ့ပြီးဆွဲဆောင်မှုရှိတဲ့မိကလေးတယောက်ရဲ့အတန်ကထွက်ပေါ်လာခဲ့ပါရဲ့။ပါဆယ်လာဖို့ဟာလားကိုလေးကျုံးရှင်းနေမြထားပြီးအေးဆက်စကားတဲ့တူမြမြစီကောင်မလေးတယောက်အိရှိကိုထွက်လာခဲ့။မြမြကိုတကောင်းမှဒီချာမြင်လိုက်ရတဲ့အခါအကိုလေးဟာသူမရဲ့လှပကိုကြည့်ပြီးအသက်ရှူမောသွားခဲ့ရတယ်။သူမကဖြူရောင်ဝတ်စုံနဲ့စပင်ရှည်ကြီးတွေကိုဖြန့်ချထားပြီးသူမရဲ့မျိုးလုံးတွေကညနေတကောင်မှကျင်းလေးလိုတောက်ပနေပါလေ။ခဏနေတော့မှအော်ရာရီမှာထားလာမများလို့အကိုလေးကမိလိုက်တော့သူမကကိုလေးရဲ့လက်ထဲကထုတ်ကိုယူလိုက်ရင်အကိုလေးရဲ့လက်ဖွားကိုတာယာထိလိုက်တယ်။သူမရဲ့ညသားရဲ့တီတီကအကိုလေးရဲ့တကိုယ်လုံးလျှက်စီးစီးလို့တုံကားသွားစေပါတယ်။အဲဒီချိန်မှာပဲမြတ်ကကိုလေးအထဲကနားလောက်ဝင်ပါဦး။ကျမကတီးချင်နေရကြပြီလို့သူမကတွတ်တွတ်ပြောရင်အကိုလေးရဲ့လက်ကိုဆဲပြီးအိမ်ထဲကိုခေါ်သွားခဲ့ပါတယ်။သူမရဲ့လက်ချင်းတိတိလက်တဲ့အချိန်မှာပဲအကိုလေးရဲ့စိတ်အားကရွှေ့နေပြီးညင်းဆဲမှုလည်းခွန်အောင်ဖြစ်လို့ဖြစ်သွားပြီးမြမြခေါ်ရနောက်ကိုလုံးပါသွားရှာသွားတော့တယ်။အိမ်ထဲကိုရောက်တဲ့အခါမှာတော့အပြင်ကမြင်ရတဲ့ထက်ပိုပြီးခန်းသားလိုလေထူးကလည်းထူးဆန်းတဲ့ရင်နဲ့တကူနဲ့ပြည့်နေနေတယ်။မြမြကအကိုလေးကိုဆိုအောင်မှထိုင်ခိုင်းပြီးသူမကလည်းအကိုလေးရဲ့နောက်ကိုတိုးကပ်လာခဲ့။အကိုလေးရဲ့ကျမမကူညီချင်ဘူးလားလို့ပြောရင်သူမကကိုလေးရဲ့ကောင်မှာခေါင်းလေးမလိုက်တဲ့အခါအကိုလေးကသူမရဲ့ထူးဆန်းတဲ့ကိုယ်သိန်းနဲ့လေးကြောင့်ခြားခြားလေးအောင်မူးရသွားခဲ့ရတယ်။သူမရဲ့နူးညံ့တဲ့ကိုလုံးလေးကအကိုလေးရဲ့နာမှာရှိနေတဲ့အခါအကိုလေးဟာ delivery ပို့နေရဲ့အလုပ်ကိုတောင်မေ့သွားပြီးနတ်ပုံနဲ့နန်းကိုရောက်သွားလို့ခံစားနေရပါတော့တယ်။ခဏနေတော့မြမြကကိုလေးရဲ့လက်ဘေးကိုသူမရဲ့လက်ချောင်းလေးနဲ့ကန်လိုက်ရင်ကျမတို့ဒီထက်ပိုပြီးရင်းနှီးနေနိုင်ပါတယ်လို့ပြောလိုက်တဲ့အခါအကိုလေးဟာသူမရဲ့ညှို့ချက်တွေထဲမှာလုံးဝကိုနှိမ့်မသွားခဲ့ရှာပါတယ်။ဒီလိုမျိုးထူးဆန်းတာတွေနဲ့ကြုံခဲ့ရတဲ့အဲ့ဒီညမှာအကိုလေးဟာဘာကြောင့်မှမသိပဲသူမကိုဆက်လက်သွားခဲ့ပြီးညမြရဲ့ပြင်းပြတဲ့ဆန္ဒတွေကိုဖြည့်ဆည်းပေးနေတဲ့စိတ်တွေဖြစ်ပေါ်လာခဲ့ပါတယ်။သူမရဲ့လှပတဲ့ဆက်ဆောင်မှုတွေကိုအကိုတယောက်လိုလိုနေအရှုံးပေးလိုက်မိပါတော့တယ်။ဒီလိုနေပြီးမြရဲ့ယူရမှုတွေကအကိုလေးရဲ့အသိစိတ်တွေကိုဝေဝါးသွားစေပြီးလူသားနဲ့ဝိညာဉ်ကြားကတားမြစ်ထားတဲ့ဓာတ်မှုတွေဟာအဲ့ဒီအင်ကြီးရဲ့အမှုန်ထဲမှာမိကုံရှမ်းကိုစတင်ခဲ့ပါတော့တယ်။အပြင်ဘက်မှာတော့မောင်မရီတို့တိတ်ဆိတ်နေမယ်။ရှင်မဝင်အင်ကြီးရဲ့အမှုန်ထဲမှာတော့အကိုလေးဟာအချိန်တွေကိုမေ့လျော့နေခဲ့ပါတယ်။ညမြရဲ့ရှင်ကနေမှာလဲလောင်းနေရတဲ့အချိန်တွေဟာတာမန်ချိန်နဲ့မတူပဲပိုပြီးတော့လေးလံထိုင်းမှနေလို့ပါပဲ။အကိုလေးရဲ့နားထဲမှာတော့အိမ်ဝင်ကလေတိုက်တန်နေတောင်တိုးဖြောက်ခဲ့သွားပြီးညမြရဲ့တက်ရှိတဲ့သူမရဲ့နှုတ်ခုန်တန်တွေကသာပိုပြီးပြတ်သားလာခဲ့တယ်။ခဏနေတော့အကိုလေးဟာသူ့ရဲ့လက်မောင်းငုတ်တင်တဲ့အခါအရင်ကတည်းကပိုပြီးဖြူဖြော့နေတဲ့ဓာတ်ရီကိုတွေ့လိုက်ရှာလို့စိတ်ထဲမှာထိတ်လန့်သွားခဲ့ရှာရင်ပဲညမြကသူ့ရဲ့မိစကိုအသားအရောင်မလိုက်ပြီးဘာတွေကိုတွင်းနေရလဲကိုလေးရဲ့ကျမရဲ့နာမှာရှိနေတာကိုပဲမပြောနိုင်တော့ဘူးလားလို့အတန်ချီလေးနဲ့ပြောလိုက်တဲ့အခါအကိုလေးရဲ့စိတ်ထဲမှာရှိတဲ့တန်မြတွေကချက်ချင်းဆိုသလိုပြန်လဲပြီးအရေးပြောကြသွားခဲ့ရပြန်နေညမြရဲ့လက်ချောင်းသွယ်လေးကအကိုလေးကိုညင်သာသာထိတင်နေရခြင်းဟာအလွန်ကိုဆက်ဆောင်မှုရှိလာပါတယ်သူမရဲ့ထိထိတိုင်းမှာအကိုလေးရဲ့ခန္ဓာကိုယ်ထဲကိုရစုံတစ်ခုလုံးငွေသက်တွေစိတ်ဝင်သွားသလိုခံစားနေရတယ်အဲဒီຢာတွေကအရသာရှိလာပေမဲ့တစ်ဖက်မှာလည်းသူ့ရဲ့အာရုံတွေကိုတဖြည်းဖြည်းစစ်နေမှအကိုလေးရှိတ်မိလိုက်ပါတယ်အကိုလေးဟာသူမရဲ့ကိုယ်လုံးလေးကိုပို့ပြီးတင်းချင်အောင်ခေါ်ထားလိုက်ရှင်မြမမင်းမတူလေငါ့ကိုဘာလုပ်နေရလဲလို့မေးလိုက်ပေမဲ့မြမကတော့ပြုံးဝဲဖြုံးနေခဲ့ပါတယ်သူမကကိုလေးရဲ့နေရဲ့နားကိုကပ်ပြီးမောင်သိချင်တာတွေကိုနောက်မှသိရမှာပါအခုတော့တင်ညရဲ့တာမှုတွေကိုပဲခံစားလိုက်စမ်းပါလို့ပြောရင်အခန်းထဲကလင်းနေမိခလို့ကိုပိတ်လိုက်ပါတော့တယ်ခဏနေတော့အကိုလေးရဲ့တကောလုံးကိုမီးစားနေတွန်းလိုက်သလိုပူလောင်သွားစေပြီးအိမ်ထဲကပရိဘောဂါတွေဟာလိုလိုရွှေရှားနေသလို
အေးရဲ့နေရဒီကလည်းပုံမှန်မဟုတ်ပဲအသက်ဝင်နေသလိုတုံခါနေခဲ့တယ်။ဒီလိုနဲ့ပဲကိုလေးဟာမြဆွေရဲ့တရေဝိညာဉ်မလေးရဲ့ညှို့ချက်တွေထဲမှာပဲအသက်ရှူမရအောင်ဖြစ်နေကြရပါတယ်။အချိန်ဘလောက်ကြာသွားမှမသိပေမဲ့ရှင်မင်းဝင်ဆိုင်ရီထဲမှာတော့အကိုလေးဟာပေးမနဲ့နေပြီးအိပ်ပျော်သွားခဲ့ပါတယ်။သူ့နိုးလိုက်ခါမှာတော့အေးရှိတကောင်းမှလဲလောင်းမိနေအောင်ကိုသိနိုင်ရှာပြီးသူ့ရဲ့ဆိုင်ကကတော့ဘီနာမှာညကတုတ်ထားတဲ့အတိုင်းရှိနေပါတယ်။လက်ကနိုင်ကိုကြည့်လိုက်တော့အချိန်ကမနေ့9နာရီတောင်ကျော်နေခဲ့ပြီဒီတော့မှကိုလေးကအိမ်ကိုအမြန်ထပြန်လာခဲ့ရှာပါတော့တယ်။သူ့အိမ်ကိုပြန်ရောက်တော့မှန်တဲ့ကိုကြည့်ရတဲ့အခါသူ့ရဲ့တိတ်ဟာအရင်ကားတဲ့ပေါ်ပြီးအိုမင်းသွားလို့နှလုံးအောက်မှာလည်းရေချောင်းတွေထင်ကြနေအောင်တွေ့လိုက်ရတယ်။ဒီတော့မှကိုလေးလည်းကြောင်းလန့်သွားကဒီနေ့ကစားပြီးအော်ဒါတွေကိုလက်မခံတော့ဆုံးဖြတ်လိုက်တယ်။တနေ့လုံးနဲ့အပြစ်မထွက်ပဲအိမ်ထဲမှာပဲညတော့မှဖြစ်ပျက်တွေကိုပြန်စဉ်းစားကကြောက်လန့်နေမိပါတယ်။ဒါပေမဲ့ညရောက်တဲ့အခါဖုန်းထဲကိုမင်းညကလိုမျိုးအော်ဒါတကူကလိုလိုဝင်လာပြန်တယ်။ပို့ရမယ့်နေရာကတော့ရွှေမင်းဝင်အိမ်ကြီးပါပဲ။အကိုလေးကမသွားပြဖို့ကြိုးစားရင်ပဲဘာကြောင့်မှမသိပဲသူ့ရဲ့ကိုခန္ဓာကသူ့အမိကိုမနာကန်တော့ပဲဆိုင်ကိုစနိုးလိုက်မိပြီးဝိညာဉ်မလေးမြရှိရဲ့ရွှေမင်းဝင်အိမ်ကြီးစီကိုထွက်လာမိပါတော့တယ်။ဒီလိုနဲ့ကိုလေးတယောက်အိမ်ထဲကိုရောက်တာနဲ့မြမြကသူ့ကိုတကားမှလည်းစောင့်တော်နေခဲ့တယ်။သူမကကိုလေးရဲ့လက်ကိုဆက်ပြီးကျမရဲ့တက်တီကိုပြန်ဖြည့်ဆည်းပေးဖို့အကိုလေးနောက်ကျနေပြီလို့ပြောလိုက်တယ်။အကိုလေးဟာသူမရဲ့မျိုးထဲမှာမြင်နေကြတဲ့အမောင်တို့ကိုကြည့်ပြီးအလန့်တကြားနဲ့နောက်ကိုဆုံးလိုက်ယူမဲ့မြမြကသူ့ကိုတင်ဆက်ပြီးအိမ်ရဲ့နောက်ဘက်ကအမောင်ကနေကိုခေါ်သွားခဲ့တယ်။အဲဒီခန်းထဲမှာတော့အကိုလေးလိုမျိုးပဲအစာပြည့်ရင်ကနေအယိုးစုတွေဖြစ်သွားတဲ့လူပေါင်းများစွာကိုတွေ့လိုက်ရတယ်။အကိုလေးဟာအဲ့ခါမှာပဲမြမြရဲ့တကယ်ရွယ်ချက်ကိုသိလိုက်ရတယ်။တကယ်တော့သူမဟာအသက်ရှင်နေဖို့အတွက်အမျိုးသားရဲ့အသက်ဆိုင်တွေကိုစုံနေရပါအကိုလေးဟာရုံးကမှုကြိုးစားရင်ပဲမြမြကသူ့ကိုနေရာမှာကပ်ပြီးသူမရဲ့ဝိညာဉ်အရာနဲ့ဖိထားလိုက်တယ်။အကိုလေးရှင်ရဲ့နောက်ဆုံးချိန်ကငါဟာတဲ့အကောင်းဆုံးခွန်အားတစ်ခုပါပဲလို့သူမကပြောရင်အကိုလေးရဲ့ရှင်ဘက်ကိုသူမရဲ့လက်သေးရှင်နဲ့ထိုးဆိုင်ဖို့ပြန်လိုက်တဲ့အခါအကိုလေးဟာတက်လို့ပြီးအသက်ကုန်အော်ဟစ်လိုက်မိပါတော့တယ်။ဒီအချိန်မှာပဲမြရဲ့လက်သေးရှင်တွေကအကိုလေးရဲ့ရှင်ဘက်ကိုထိုးဆိုင်တော့မယ်စစဲမှာအမောင်ကနေကကိုလေးရဲ့အော်တန်းကြောင့်ရှင်မွေဆိုင်ကြီးတကူလုံးပြင်းထန်စွာတုန်ခါသွားခဲ့ပါတယ်။အဲဒီဒုက္ခမှုနဲ့အတူအခန်းထဲမှာရှိတဲ့ဘေးနားကရိုးစရီတက်ဝင်လာပြီးမြမြကိုဝိုင်းဆွဲချော်တယ်။ဒီခါမှာမြဟာဒေါသကြီးနဲ့အော်ဟစ်လိုက်ပြီးသူမရဲ့ကနာကအမဲရောင်မိခိုးငွေတွေဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။အဲဒီမိခိုးငွေတွေဟာအခန်းတစ်ခုလုံးဖုံးလွှမ်းသွားပြီးအကိုလေးဟာဘာမှမမြင်ရတော့ပါဘူး။ဒီလိုနဲ့အချိန်ကနာကြတော့အကိုလေးဟာသူ့ရဲ့ဆိုင်ကယ်ပေါ်မှာထိတ်လန့်ကြနဲ့လှန်နိုးလာခဲ့တယ်။ဒါပေမဲ့ပတ်ဝန်းကျင်ကိုကြည့်ရတဲ့အခါမှာသူရောက်နေရကရွှေမွေးဆိုင်ကြီးမဟုတ်တော့ပဲလူငယ်ရွာကသူနဲ့အမျှတို့တူနေခဲ့မှုတဲ့မင်းအောင်တန်းငယ်တဲ့အိမ်ဟောင်းကြီးရဲ့အပြည့်စည်းရေးကြားမှာဖြစ်နေရပါအကိုလေးဟာအောင်းတလုံးစွာနဲ့သူရဲ့လက်တွေဟာအသားရည်တွေကွာကြနေပြီးအယိုးတွေပေါ်နေအောင်တွေ့လိုက်ရတယ်အဲဒီချိန်မှာပဲသူ့ဘေးနားကိုမြမြကတိုးကန်လာခဲ့သူမရဲ့မျိုးလုံးတွေကအရှင်လိုကြောက်စရာကောင်းနေတော့ပဲဝမ်းနဲ့မှုနဲ့ပြည့်နေနေအကိုလေးအခုမှပဲတတိထားမိရလားတရင်ကြီးမီးလောင်နေကလေးကမောင်ရောမြရောဒီမှာတင်သိဆုံးသွားခဲ့တာလေလို့သူမကတိုးတိုးလေးပြောလိုက်တဲ့အခါအကိုလေးဟောင်းတော့ထဲမှာမှတ်ညံနေဟာအရှင်ဘွားကအကြောင်းအရာတွေကိုရွှေရှင်ကတကားလို့ပြန်ပေါ်လာခဲ့တယ်။အဲဒီညကဆိုင်ကြီးမီးလောင်စဉ်သူတို့နှစ်ယောက်ဟာဒီရင်ကြီးထဲမှာတူတူသိဆုံးခဲ့ကြတာပါပဲ။ဒီဘွားမှာတော့ကိုလေးကတလူတီသမားတရားဖြစ်နေရှင်သန်နေစဉ်ဘွားကတရေဝညင်မာလေးမြရဲ့ထောင်ချောင်းဆင်းပြီးအစားအသောက်အော်ရာမှာရေးကနေသူ့ရဲ့ဘွားဟာလည်းမထင်မှတ်ပဲတရေဖြစ်နေတဲ့မြနဲ့ပြန်ဆောင်ရတာပါ။အကိုလေးဟာတိတ်ဘွားကိုခဏသာတတိယလိုက်ပေမဲ့သူ့ကိုသူသက်ရှင်ရလို့ထင်မှတ်ကအိမ်မီကိုပြစ်ထုတ်ကြိုးစားရမယ်သူပြစ်ထလိုက်တာနဲ့သူပဲကိုပဲပြင်းနေပါစေသူရောက်နေရကရှေမင်းဝင်ဆိုင်ရင်းထဲမှာပဲဖြစ်နေတာပါအကိုလေးဟာကြောက်လန့်လွန်တဲ့စိတ်နဲ့ပြင်းနေတော့မှမန်တစ်ချက်ရဲ့ရှေ့ကိုရောက်သွားတဲ့အချိန်သူ့ကိုသူပြန်ကြည့်လိုက်မိတဲ့အခါသူ့မှာမျက်နှာမရှိတော့ပဲမီးလောင်ထားတဲ့အမွှေးတွေပဲရှိနေအောင်ကိုတွေ့လိုက်ရတယ်အကိုလေးဟာရန်ကိုကြောက်လန့်သွားပြီးအော်ဟစ်လိုက်ပေမဲ့သူ့လေကြောင်းလေးကနေထွက်လာတာကလေတိုးတန်တွေပဲဖြစ်နေခဲ့ပါတော့တယ်ရှင်ဒီလိုနဲ့ရက်တီချလာတော့အပြင်လောကကလူတွေအဲ့ဒီအိမ်အောင်ကြီးနာကိုဖြတ်သွားတဲ့အခါဖုံကြီးတန်းလို့လေတန်းတန်းလို့အတန်တွေကိုပဲကြားနေရှာပြီးအကိုလေးရဲ့ဝင်းကြီးကတော့ဖုံလေးတစ်လုံးကင်ကမြမြကသူ့ကိုစားထုတ်ဖို့တဲ့လှုပ်ခဲ့တဲ့နီလန်အတိုင်းအစားအသောက်တွေကိုနေ့စဉ်မှာယုံနေခဲ့ပါတယ်ဒါပေမဲ့လည်းကန်ကေလုံးနဲ့အကိုလေးရဲ့အော်ဒါကိုအခုအချိန်ထိဘယ်ဒလီဗရီသမားကမှလက်ခံခဲ့ခြင်းမရှိသေးပါဘူးအချိန်ကြီးတစ်ပြေးချင်းကုံဆုံးနိုင်ကနေဒီနေ့စရင်ကိုလေးတယောက်
သူ့ရဲ့နေရာမှာရှစ်ကောင်အဖြစ်စားထုတ်ဖို့အတွက်ညှော်လင့်ပြီးတော့အစားအသောက်အော်ရိုင်းမှာယူနေရ3လတိတိရှိသွားပါပြီ။ဒီနေ့လေထူးခြားမှုရှိပဲတနေ့ကုန်သွားလို့တရေဝညီဘွားနဲ့တယောက်တည်းထိကြံစွာဖြင့်အကိုလေးတယောက်သူ့ရဲ့ဖော်လေးကိုကြည့်နေတော့မှပဲသူမှလိုက်တဲ့နောက်ဆုံးစားတော့အော်ရာကိုတစ်ဖက်ကလက်ခံလိုက်တဲ့သူရှိသွားတာကိုဝမ်းသာစရာဖြစ်တွေ့လိုက်ရပြီးခဏကြာမှပဲရှင်မွေးဆိုင်ရဲ့တကာဝါကိုပါစတုံးလေးကင်ပြီးစပီတစီနဲ့ဝင်လာတဲ့အရန်ချုံမလှပတဲ့ပန်းရောင်အင်းနယ်ကောင်မကြောက်ကိုတွေ့လိုက်ရှာပါတယ်ဒီမြင်ကူးမြင်လိုက်ရတဲ့ကိုလေးဟာဝမ်းသာအားနဲ့ပဲအိမ်တကားစီကိုအပြေးလေးလှမ်းသွားလိုက်ရင်စိတ်ထဲခနေတဲ့သူ့အတွက်အစားထိုးလို့ရှာမဲ့သူတယောက်ရှိလာပြီလို့တွေးကအိမ်တကားမိုင်ကိုဆက်လက်ရှာသွားနဲ့ဖွင့်လိုက်ပါတော့ရရှင်ကင်းချီရတဲ့ပိတ်တဲ့ကြီးဒီနေ့မှာဝတုံတစ်ဆက်ပြီးရဲ့ဇလန်ကောင်းလေးကတော့ဒီမှာလေးပြီးဆုံးခဲ့ပါပြီ။နောက်ရက်တင်မှာဝတုံတို့ရဲ့ channel လေးကနေဘလို့ကောင်းမှုနဲ့ဇလန်ကောင်းလေးကိုရွေးချယ်တင်ဆက်ပေးမယ်ဆိုတာကိုရင်ခုန်စားနဲ့စောင့်မျှော်အားပေးကြရင်လည်း channel လေးကို like and subscribe လုပ်ရသေးရင်လည်းလုပ်ခဲ့ပေးကြပါဦးနော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။